19 နိုဝင်ဘာလ 14 ရက်ဒီနေ့တောက်ကြနေ့ဟာကန်ဒီယာရဲ့အထွတ်အခွင့်ရနိုင်တဲ့ numerology ကဏ္ဍပေရင်းရဲ့နေကောင်းလေးမြတ်ဖြစ်ပါတယ်ဒီနေ့ဟာအခွင့်အရေးသစ်တွေအစီအစဉ်သစ်တွေပေါ်မယ်မိတ်ဆွေဟောင်းတွေကွက်ကွာနေသူတွေပြန်ဆုံးမယ်ဖိတ်ကြားစာများရောက်တာတို့အလှမင်္ဂလာကိစ္စပေါ်တာတို့ကြုံတွေ့ရတတ်တယ်မိမိတို့ရဲ့အလုပ်နေရာအိမ်နေရာပြင်ဆင်ဖို့အလုပ်နဲ့ပတ်သက်တဲ့အစီအစဉ်သစ်အခွင့်အရေးသစ်တွေပေါ်ပါလိမ့်မယ်ဒီနေ့အတွက်9ရက်သားမီးအားလုံးကံကောင်းမှုလို့အတွက်ဆိုရင်တော့အရဟံဂုဏ်တော်ကိုပွားထုံပြီးတော့ဒီနေ့မျက်နှာသိရှင်းကိုဆောင်ရွက်လိုက်ကြပါခင်ဗျာဒီနေ့မှာပညာရေးသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအစဉ်ပြေဖို့လို့အတွက်ကတော့မနေ့စောစောမှာအဖြူအောင်ဖျားနိုင်3နိုင်မြတ်စွာဘုရားရှင်ကိုမိထုံးပူဇော်ပြီးသွားပါခင်ဗျာဒီနေ့မှာဖွားမြင်တဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုဗ္ဗေနိယတောက်ကြနေပွားရာသာပွားဇာတာရှင်တွေဖြစ်ကြပါတယ်တောက်ကြတို့ရဲ့သဘောတရားအရငယ်စဉ်မှာစိတ်ပင်ပန်းမှုရှိတော်လဲပဲရာဇဘွားရဲ့အရှိန်အဟုန်အရတကူဩဇာနာကြီးမားမဲ့ရင်သွေးရတနာတွေဖြစ်ကြပါတယ်ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်ရမယ်ဆိုရင်တော့အုံလုံးခေါက်တဲ့ဆွန်မြတ်စွာဘုရားရှင်ကလူချင်းအပရိသတ်ဒါနပြုခြင်းဆွေမျိုးမိတ်ဆွေများကိုအုံလုံးခေါက်တဲ့ဒါနပြုခြင်းပြုသောအဖြစ်တစ်နှစ်တာလုံးကံအထူးကောင်းပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစိုးမှုကဏ္ဍကတော့တစ်ကဏ္ဍ9ကဏ္ဍဖြစ်ပြီးတော့ငွေကံကောင်းမှုလို့တက်ဆိုရင်တော့ပတ်စံတွေ့ရမှာခဲတံနဲ့ကာကြီးတစ်လုံးရေးရေမွေ့ဆိုပြီးဆောင်းထားလိုက်ပါခင်ဗျာဈေးကော်လက်ခေါ်ရောင်းပန်းတာဝယ်ပန်းလှဖို့အတွက်ကတော့ဆိုင်ရှိမျက်နှာတက်တဲ့ကိုမျက်နှာမူပြီးတော့သူကတော်ဆိုတဲ့ဂုံတော်ကိုအကျဉ်းချင်းရွရင်ဈေးအောင်ကောင်းမှနေဆူတောင်းခြင်းအပြင်သိသာသာရောင်းပန်းတာဝယ်ပန်းလှပါလိမ့်မယ်အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တက်သွားဖို့အယောင်တက်ဖို့ဆိုရင်လည်းပဲဒီလိုနေ့မျိုးမှာနှပြောသီးလေးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေဟာအယောင်တက်သွားပါလိမ့်မယ်ခင်ဗျာဒီနေ့မှာအမှုကြုံနေတဲ့သူတွေအတွက်ကတော့အခက်အခဲတွေလွတ်မြောက်ဖို့အတွက်ငပြောသီးမဲ့ပေါ်မှာနာမည်ရေးပြီးဆုံးခံဘုန်းကြီးလှူဒန်းလိုက်ခြင်းအပြင်အကျိုးထူးပါလိမ့်မယ်ကျမ်းမာရေးညံ့နေတဲ့သူတွေရှိရဆိုရင်တော့ကျမ်းမာဖို့အတွက်ငပြောသီးမဲ့အနေငယ်စပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါအခြေအမြင့်တာရေးအိမ်တော်ရေးအစဉ်ပြေဖို့အတွက်ဆိုရင်တော့အေးတဲ့အချွေတစ်မျိုးမြတ်စွာဘုရားရှင်ကိုမနဲ့စောစောလှူဒန်းလိုက်ကြပါခင်ဗျာ